She is snoring. She is snoring. Snore ဆိုတာကတော့ပေါ့နော်ဟောက်သည်ဆိုတဲ့အဓိပ္ပာယ်ရပါတယ် ing နဲ့သုံးမယ်ဆိုတော့ snoring ပေါ့နော် She is snoring အဲ့လိုလေးသုံးလို့ရပါတယ် She is coughing. She is coughing. Cough ဆိုတာတော့ချောင်းဆိုတာပေါ့နော် ing ဆိုလို့ရှိရင်တော့ f တန်လေးပါတယ်ဖြစ်တဲ့အတွက် coughing အဲ့လိုလေးသုံးရပါတယ်သူ verb 1ပေါ့နော် verb 1ဆိုရင်တော့ cough အဲ့လိုလေးသုံးရပါတယ် She is sneezing. She is sneezing. Sneeze ဆိုတာကတော့ဒီနှာချီတာကိုပြောတာပေါ့နော် She is burping. She is burping. Burp ဆိုတာကတော့လေချင်တတ်တာကိုပြောတာဖြစ်ပါတယ်ရှင် She is yawning. She is yawning. Yawn ဆိုတာကတော့တန်းတာကိုပြောတာဖြစ်ပါတယ်ရှင်နောက်တစ်ခုပေါ့နော်ဆက်ပြီးပြောမယ်ဆိုလို့ရှင် fart ပေါ့နော် fart ကတော့ဗာလဲဆိုတော့လေးလဲသည်ပေါ့နော်လေးလဲသည်ဆိုလို့ရှင် fart ဆိုပြီးပြောလို့ရပါတယ်ဥပမာဆိုရှင် She is farting. She is farting. အခုကတော့သူလောက်လိုက်တဲ့ဟာ She is gasping ပေါ့နော် gasp လောက်လိုက်တာ gasp ဆိုတာကတော့ဒီအံ့အားသင့်တဲ့အတွက်ပေါ့နော်ဒီလိုရုတ်တရက်ပေါ့နော်အာမေတိတ်အတန်ထွက်သွားတာလို့ဆိုရင် gasp So that is groan ပေါ့နော် groan ဆိုတာကတော့ညည်းတွားတာပေါ့နော်တခုအနာတရားဖြစ်တော့ညည်းတွားတယ်အဲ့လိုဆိုလို့ရှင် groan ဆိုပြောလို့ရပါတယ် She is groaning. She is groaning. She is sighing. She is sighing. Sigh ပေါ့နော် sigh ဆိုတာကတော့ဒီတက်ပြင်းချလိုက်တယ်ဆိုရင် sigh ဆိုပြီးထွက်ပါတယ်ဆိုတော့ f အတန်မပါတော့ပေါ့နော်အဲ့တော့အတန်ထွက်က ing နေတယ်ဆိုရင် sighing ပေါ့နော်အဲ့လိုပဲထွက်ပါတယ်အဲ့တော့ဒီနေ့တော့ဒီလောက်ပါပဲလူတွေမှာထွက်တဲ့အတန်လေးတွေကိုအားလုံးသိရှိပါပြီမဟုတ် Bye bye